မင်္ဂလာပါခင်ဗျာဒီကနေ့ဗီဒီယိုမှာ DC Power Station တွေမှာဒီလိုမျိုး volt ampere meter တွေကိုအသုံးပြုထားရဆိုရင်ကျွန်တော်တို့သတိထားရမယ့်အကြောင်းအရာလေးကိုပြောပြပေးခြင်းနဲ့အခုနောက်ပိုင်းကျွန်တော်စီမှာ service လာပြီးတော့ပြကြတယ်ပေါ့နော် DC Power Station တွေဒါမျိုး volt ampere meter ကိုအသုံးပြုထားတဲ့ Power Station တွေပေါ့နော် error ဖြစ်နေတာလေးတွေရှိတယ်အဲ့ဒါကဘာဖြစ်တာလဲဆိုရင်သူ့ရဲ့ဒီ volt ampere meter မှာတက်ဆင်ထားတဲ့ဒီ current sense resistor လေးလောင်သွားတဲ့ပြဿနာပေါ့နော်ဒီမှာလည်းပဲဒီ current sense resistor လေးကလောင်ထားတယ်သူက18 milli ohm ပဲရှိတယ်သူ့ရဲ့အလုံးလုံးဆောင်ချက်ကသူကဒီဝင်လာတဲ့ current တွေကို sensing လုပ်ပြီးတော့မှဒီမှာဘယ်လောက် current စီးနေတယ်ဆိုတာလာပြပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ DC power station တွေတော်တော်များများမှာဒါမျိုးတွေကိုကျွန်တော်တို့ကအသုံးပြုကြတယ်အဲ့တော့ဘာတွေသွားပြီးတော့ထိခိုက်လဲဆိုရင်မတော်လို့ဒီ current sense resistor လေးလောင်သွားပြီဆိုတာနဲ့ကျွန်တော်တို့လှုပ်ထွက်မှာသွားပြီးတော့ပြဿနာရှိတယ်ဘိုးကပြနေပေမဲ့လည်း ampere မစီးနိုင်တော့တဲ့ဟာတွေပေါ့နော်ကျွန်တော်တို့ကြုံတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီ volt ampere meter ကကျွန်တော်တို့ဒီတာမန်เนาะ DC volt ကိုပဲပြပေးတဲ့ meter တွေနဲ့မတူဘူး။ရိုးရိုး DC volt ကိုပဲပြပေးတဲ့ meter တွေပေါ့နော်အမျိုးမျိုးတော့ရှိပါတယ်ဒီမှာဘားနဲ့ battery ပုံစံလေးပေါ့နော်ဘားနဲ့လာပြတယ်အောက်မှာလည်း gain current နဲ့လာပြတဲ့ meter တွေလည်းရှိသလို gain current တစ်ခုတည်းနဲ့လာပြတဲ့ meter တွေလည်းရှိတယ်။အဲ့ဒီ meter တွေကကြတော့သူကကျိုးနှစ်ဆပဲပါတာပေါ့နော်ဒီ battery ရဲ့အပေါင်းအနှုတ်မှာကျွန်တော်တို့ direct သွားပြီးတော့ချိတ်ဆက်ရုံပဲကြားထဲမှာကျွန်တော်တို့ switch ခံပြီးတော့ခလုတ်ကိုအဖွင့်ပိတ်လုပ်ပြီးတော့သူ့ကိုကစားလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီ volt ampere meter မှာကျတော့အဲ့ဒီလိုမရဘူးသူက battery ကနေပြီးတော့မှတစကို battery နဲ့ချိတ်ဆက်ထားပြီးတော့ battery ရဲ့ minus ပေါ့နော် minus နဲ့ချိတ်ဆက်ထားပြီးတော့ဒီတစကိုကျွန်တော်တို့လုတ်ကိုသွားတာဖြစ်တယ်အဲ့ခါကျတော့ဆိုလိုတဲ့အိဗယ်ကဒီ battery ကနေတော့ကျွန်တော်တို့လှုပ်ဆွဲလိုက်တယ်လှုပ်ဆွဲလိုက်တဲ့အချိန်မှာ battery ကနေထွက်လာတဲ့ဒီ minus က meter ထဲကိုအရင်ဖြတ်ဝင်တယ်နော် meter ထဲကိုဖြတ်ဝင်ပြီးတော့မှ current ကို sensing လုပ်ပြီးတော့မှပြန်ထွက်သွားတာဖြစ်တယ်အဲ့ဒီခါကျတော့ဒီ current sense resistor လေးလောင်သွားပြီဆိုရင်တော့သူကမရတော့ဘူးပေါ့နော်အသုံးပြုလို့မရတော့ဘူးဘိုးကတော့အထွက်ပြနေပေမဲ့ ampere မစီးနိုင်တော့ဘူးပေါ့နော်ဒါမှမဟုတ်လေ ampere တွေသူပြချင်တဲ့ gain current တွေရှောက်ပြီးတော့ပြနေတတ်တယ်အဲဒါကြောင့်မို့ကျွန်တော်နောက်ပိုင်းမှာတော့ဒီ DC power station တွေစင်တယ်ဆိုရင်တော့ဒီ volt ampere meter တွေကိုကျွန်တော်သိပ်ပြီးတော့မသုံးတော့ဘူးဘာကြောင့်လဲဆိုတော့မတော်လို့ဒီ customer ကလုတ်တွေဆွဲလိုက်တယ်ကျွန်တော်တို့ကတော့စင်ပေးလိုက်တာကတော့ဒီမီးထွန်းဖို့လောက်ရယ်နောက်ပြီးတော့တဲနေမကြော်တဲ့ပေါ့နော်ဒီလုတ်တွေသုံးဖို့လောက်ပဲကျွန်တော်တို့ကစင်ပေးလိုက်တာတကယ်တမ်းလည်းဒီ volt ampere meter 10 ampere လောက်ထိပဲရတာဖြစ်တယ်10 ampere ကြော်ရင်တိတ်အဆင်မပြေဘူးပေါ့နော်သူ့သတ်မှတ်ချက်က10 ampere ထိပဲအသုံးပြုဖို့ဖြစ်တယ်တချို့ customer တွေကြတော့လေသူကဘယ်လိုလုပ်လဲဆိုတော့အဲ့ဒီမှာပန်ကာတွေနဲ့ဆွဲတယ်နော်ဒါမှမဟုတ်ရင်မော်တာတွေပါညာနဲ့သူတို့ကလှုပ်ဆွဲချလိုက်တယ်အဲ့လိုဆွဲချလိုက်တဲ့အခါမှာသူကကွိုင်ပါတဲ့လှုပ်တွေကကြတော့သူက current ကနှစ်ဆဆွဲတယ်နော်ဒါကတော့ဒီပြီးသားဖြစ်မယ်အဲ့ဒီခါမှာ current ဆောင့်ဆွဲလိုက်တဲ့အချိန်မှာပေါ့နော်ဒီ current sense resistor လေးကမခံနိုင်တော့ဘူးအဲ့ခါကျတော့ဒီကောင်ကလောင်သွားရောအဲ့ဒီခါကျတော့လှုပ်ထွက်ကပုံမှန်မဖြစ်တော့ဘူးအဲ့ဒီမှာ current မစီးနိုင်တော့ဘူးအဲ့ဒီလိုပြဿနာတွေကြုံတွေ့ရတယ်ပေါ့နော်ရိုးရိုးတာမန်မီတာတွေကတော့သူကသူ့အထဲကိုဖြတ်ပြီးတော့မှစီးဝင်တာမဟုတ်တဲ့အတွက်ပေါ့နော်လောက်ကသူ့ထဲကိုဖြတ်ပြီးတော့စီးဝင်တာမဟုတ်တဲ့အတွက်ပြဿနာမရှိဘူးအဲ့ဒီခါကျတော့ကျွန်တော်တို့ကဒီမီတာကိုအသုံးပြုပြီးတော့ DC power station စင်မဲ့ဟိတ်ဆိုရင်တော့ကျွန်တော်တို့ဒီuser ကိုနားလည်အောင်ကျွန်တော်တို့ရှင်းပြပေးဖို့လိုတယ်သူက10 ampere မကြော်ရဘူးနောက်ဒီ ampere စောင့်ဆွဲတတ်တဲ့လုတ်တွေကိုပေါ့နော်မသုံးမိစေဖို့ကျွန်တော်တို့ကတေချာနားလည်အောင်ပြောပြရမှာဖြစ်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ရင်တော့သူကဒီ current sense resistor လေးလောင်သွားပြီဆိုတာနဲ့အဲ့ဒီ power station ကလုံးဝကိုလှုပ်ထွက်ကသုံးလို့မရတော့ဘူးတာမန်ဒီကိန်းကနန်းပဲပြပေးတဲ့မီတာတို့နောက်ဘားပဲပြပေးတဲ့မီတာတို့တွေကကြတော့ပြဿနာမရှိဘူးသူကကြတော့သူ့အထဲကိုဖြတ်ပြီးတော့စေးဝင်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဆိုလိုတင်တာကလုတ်ဒီသူ့အထဲကိုဖြတ်ပြီးတော့စီးရတာမဟုတ်ဘူးဒီ volt ampere မှာကြတော့လောက်ကသူ့အထဲကိုဖြတ်ပြီးတော့စီးဝင်ရတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီ error လေးတွေရှိတတ်တယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကပြန်ပြီးတော့ပြင်ပေးရတာတွေနောက်ပြန်ပို့ရတာတွေဒီမီတာပြန်လဲပေးရတာတွေရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့သူ့ရဲ့ချိတ်ဆက်ပုံမှာလည်းပဲသူကဒီမှာဆိုရင်များသောအားဖြင့်တော့ဒီကောင်တွေက3 volt လောက်ထိအလုပ်လုပ်တယ်ပေါ့နော်3 volt အောက်ရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီကောင်ကမလင်းတော့ဘူးပေါ့နော်အဲ့တော့သူ့ကိုဒီမှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ကျိုးကလည်း9ဆကျွန်တော်တို့တွေ့ရမယ်အဲ့တော့ဒီပထမဒီနှစ်ကျိုးပေါ့နော်ဒီအသေးပေါ့ဝါယာအသေးအနီနဲ့အနက်ကျိုးနဲ့ကသူ့ကိုပါဝါပေးဖို့ဖြစ်တယ်နောက်ပြီးတော့ तू ကကြတော့ဒီအဝါကျိုးလေးကဘာလုပ်တာလဲဆိုရင် तू က
ဘိုးကိုစင်ဆာလုပ်တာဘယ်နှဘိုးရှိတယ်ဆိုတာကိုစင်ဆာလုပ်ပေးတာဖြစ်တယ်ဒီမှာကျတော့ကျွန်တော်တို့က battery ရဲ့ minus လာပြီးတော့စီးမှာဖြစ်တယ်နော် battery ရဲ့အနှုတ်ပေါ့အဲ့တော့ကြည့်လိုက်ရင်ကျိုးကအနီအနက်ဖြစ်တဲ့အတွက်ကျွန်တော်တို့သွားပြီးတော့ battery ရဲ့အနေနဲ့မှာเนาะအပေါင်းတို့မှာသွားတက်ဖို့မဟုတ်ဘူးသူကကြတော့ဒီအမဲရောင်ကျိုးကနေ battery ရဲ့ငုတ်ပေါ့เนาะ direct ဒီ power source ရဲ့ minus ကို direct ဆက်ရမယ်ပြီးတော့ load ကိုကြတော့ကျွန်တော်တို့ကဒီအနီရောင် wire ကျိုးကနေ load ကိုကျွန်တော်တို့ပြန်သုံးရတာဖြစ်တယ်အဲ့ခါကျတော့သူ့ကိုကျွန်တော်တို့အသုံးပြုမယ်ဆိုရင် power station တွေကတော့ကျွန်တော်တို့12 volt လောက်ရှိတယ်အားနည်းတဲ့အချိန်မှာတော့မှ17 volt ကျော်တဲ့အတွက်ကျွန်တော်တို့ကတီးတန့်သူ့ကို power supply ပေးစရာမလိုဘူးပေါ့เนาะဒါပေမဲ့သူ့ကိုကျွန်တော်တို့က meter ကို1 volt 3 volt အောက်အသုံးပြုခြင်းတယ်ဆိုရင်တော့အပြင်ကနေတီးတန့်သူ့ကိုကျွန်တော်တို့က power ပေးမှရမယ်5 volt လောက်ထိပေါ့เนาะ3 volt ကျော်တဲ့ power ကိုကျွန်တော်တို့ပေးထားမှရမယ်အဲ့ဒါမှသူက1 volt တွေပါရတယ်ဒီမှာလာပြီးတော့ပြပေးနိုင်မယ်ပေါ့เนาะအဲ့ခါကျတော့ကျွန်တော်တို့က DC power station တွေမှာကျတော့ကျွန်တော်တို့က power တီးတန့်ပေးစရာမလိုပါဘူးဘာကြောင့်လဲဆိုတော့battery ရဲ့အားအနည်းဆုံးချိန်မှာတော့မှ 3S နဲ့ဆင်ထားတဲ့ဟာတွေဆိုရင်တော့မှကျွန်တော်တို့က3 volt ကျော်တယ်ပေါ့နော် battery အားနည်းတဲ့အချိန်မှာဟုတ်ပြီအဲ့ဒီခါကျတော့သူ့ကိုကျွန်တော်တို့ချိတ်ဆက်တဲ့အခါမှာများသောအားဖြင့်ကျွန်တော်တို့ဒီအသေးနဲ့အကြီးပေါ့နော်ဒီအမဲကိုကျွန်တော်တို့လာပြီးတော့ချိတ်တယ်ဒီလိုပူးလိုက်တယ်နောက်ပြီးတော့ဒီအသေးနှစ်ခုပေါ့နော်ဒီအဝါကျိုးနဲ့အနီကျိုးလေးကိုလာပြီးတော့ပူးလိုက်တယ်နော်ပူးပြီးတော့မှဒီကောင်ကဒီအမဲနှစ်ကျိုးကဘယ်ကိုသွားလဲဆိုရင် battery ရဲ့ minus ကိုသွားတယ်သူကကျတော့ battery ရဲ့ plus ကိုသွားတယ်လောက်ရဲ့အပေါင်းကသူ့ကိုချိတ်တဲ့အပေါင်းနဲ့အတူတူပဲပေါ့နော်ဒီကျိုးကိုချိတ်တဲ့အပေါင်းနဲ့အတူတူပဲနောက်ပြီးတော့လောက်ရဲ့ minus ကျတော့ကျွန်တော်တို့ကဒီကနေလာမဆွဲပဲနဲ့ဒီအနီကနေလာပြီးတော့ဆွဲမှာဖြစ်တယ်အဲ့ဒီခါကျမှသူကဒီမှာ current အမှန်ကိုလာပြီးတော့ပြပေးမှာဖြစ်တယ်နောက်သူ့ကိုကြည့်လိုက်တဲ့အခါမှာဒီနောက်မှာလည်းပဲ variable resistor လေးပါသေးတယ်ပေါ့နော်တကယ်လို့ကိုက battery ကိုမီတာနဲ့ထောက်သူ့ရဲ့ဘိုးကိုကြည့်နော်နောက်ပြီးတော့သူ့ကိုကျွန်တော်တို့ကbattery နဲ့ချိတ်လိုက်တယ်အဲ့မှာပြတဲ့ဟာမတူဘူးဆိုရင်เนาะမီတာမှာလာပြတဲ့ဟာနဲ့ဒီမှာလာပြတဲ့ဟာနဲ့မတူဘူးဆိုရင်ဒီနောက်ကဟာလေးကိုလှည့်ပြီးတော့ကျွန်တော်တို့ကချိန်ပေးလို့ရတယ်ဗောနော်ဒီဟာတွေကဘိုးကိုကစားလို့ရတယ်ဟုတ်ပြီလို့ဘိုး ampere meter တွေကိုအသုံးပြုထားတဲ့ဟိတ်ဆိုရင်တော့10 ampere အောက်ဒီမြေထွန်းတာလောက်နောက်ပြီးတော့ဖုန်းအားသွင်းတာလောက်ဗောနော်အဲ့ဒီလုတ်တွေကိုပဲတာမန်လုတ်ဗောနော်အဲ့ဒီလုတ်တွေကိုပဲအသုံးပြုမဲ့ power station တွေမှာဗောနော်အဲ့ဒီမှာပဲစင်သုံးရတာကအဆင်ပြေပါတယ်မတော်လို့ကျွန်တော်တို့ကဒီuser ကနေပြီးတော့မှဒီ current ကိုစောင့်ဆွဲလိုက်တဲ့လုပ်တွေပေါ့နော်အဲ့ဒါမျိုးတွေနဲ့တွားပြီးတော့ check ဆက်လိုက်မယ်ဟဲ့ဆိုတော့အခုလိုပဲဒီလို current sense resistor လောင်သွားတဲ့ပြဿနာတွေနဲ့ကြုံတွေ့နိုင်ပါတယ်ဆိုတာကိုကျွန်တော်ဒီမှာလာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်